Okay,ဒီနေ့မှာတော့ Minecraft ကဖြစ်ပါတယ်ရှင်ဒီ Minecraft တွေကရှင်တော့ပါတယ်ให้ดูยาပါရှင်နော် Minecraft ဆိုတော့ကြည့်ရှင်ကြော်တော့လေကြည့်ချင်တော့ကြည့်တော့ပဲဖြစ်ပါရှင် Okay Minecraft စားဆိုပါမယ်ဖြစ်ပါတယ်ဒီပါလေးတော့ပဲကြပါဦးOkay ပေါ်ဟန်ရမှာနော်ခေစာမယ်ခေစာမယ်နိုင်ချက်ဆိုတော့ဒီ line လေးတွေကပါမယ်နော် line ကျမလေးလေးချင်ကြတော့ခဏလေးဆောင်မှာပေါ့နော်သူကခဏဆောင်လို့လည်းချင်အင်္ဂလိပ်အင်္ဂလိပ်ချစ်ချင်ကတော့ကြောင်ညာလေးရမ်းရမ်းဝင်တယ်ချိန်ဘတ်တော့ရှိပေါ့နော်ဒီလိုဖြစ်တာပါလေမင်းတို့လည်းဖြစ်တယ်ရ可能ကလေးမှာတော့မရဘူးလေအမကတော့မနက်ခင်းရောက်ပြီမနက်ခင်းရောက်တယ်နေထိတ်ပါပါပြီဒီနာမဆောင်မယ်ဟာအဲ့လိုမျိုးဝင်လာခြင်းစိတ်ရှော့ကြတယ်ပါလေအခုလည်းအဲ့ဒါ Sarah.
ပြောရရှိတာပေါ့စုကူငါတို့ဒုက္ခတွေပြီးတော့နေမှမရှိခဲ့ရသင်ပါတိသူဘက်ကကာပြောပေးနေရတယ်လေစာသားပြန်ပြောလိုက်ပါတယ်သင်တို့တွေကအင်းကြီးရဲ့ချက်ကိုမေ့နေရတယ်ခုချိန်မှာအန်ကမီးချင်းတင်ပြီးကိုဆရာပြောက်ကိုပြောရတယ်အဲ့ဒီကလည်းအခုငါတို့ချိန်မှာဆက်ဆက်မိနေရတယ်ပေါ့ကပြောနေတယ်အန်က OK 下一首点吧来去把它选အဲ့ဒီရဲ့စုကူကအတန်ကြားလို့ရန်သူချင်းပြီးတော့မီးနဲ့တိုက်ခိုက်လိုက်ပြီးတော့6ဖြစ်နေပါတယ်အဲ့ဒါလည်းပါလိုက်ပြီးတော့ကြောက်ပြီးသွားတာဟုတ်ကဲ့အားထားရတဲ့ချက်ကိုကြားသွားပြီးတော့ပါစုကူရဲ့အခြေအနေပေါ်ပေါက်သွားပြီးတော့တောင်းလာတယ်အမှန်တကယ်ကြည့်လိုက်လို့ပါပြန်လာခဲ့ပါဆိုပြီးတော့ live ချော့ပြီးတော့6တာဆက်ပြီးဒီတိုင်းလေးမှာချရတယ်စုကူကတော့တကယ်ကြီးပြောပြီးတော့ခုကိုသိနေတယ်တော့ကိုများသိကြပြီလားဆိုပြီးတော့ပြောနေတော့မှာတော့အတန်ကြားပြီးတော့ဆက်ပြီးတော့ဟုတ်ကဲ့ဒီချက်ကြီးပြသွားတယ်ဆိုပြီးနဲ့ပြောပြီးတော့အကြောင်းကိုလည်းပြောပြတယ်ဒီတိုင်းနဲ့ချရတဲ့ဆိုတော့ဒီစပ်ပြီးသွားတာပါပြောပြီးတော့ဆက်ပါရတော့ကိုယုံလိုက်တာနဲ့ခုတိုင်းပြီးတော့ပြောတာလေးဆိုပြီးတော့ဆရာကစိတ်ကြီးလေးတွေပြန်ကောင်းဖို့ချိန်ပြအောင်လို့ပြောပါတယ်ဆက်ပြီးခြေထောက်ပြီးအောင်ရေထဲမှာစိတ်ထားပေးလိုက်ရတယ်ဒီကမလာတော့လည်းလုံးလုံးလုံးနဲ့တောင်းပြီးတော့တော့တော့လိုက်တာဒီကတော့လာတော့ဒီမှာပြောတာကဖတ်လိုက်တာတော့ဒီကနေ့ဆူလို့လောက်တာဒီရက်တာနေကြားလိုက်ရတယ်ကြားလိုက်အဲ့ဒါနောက်ကိုမဆက်မလိုက်နေတော့မရှင်ကိုလည်းငါရုပ်သိမ်းဖို့မိတ်ပြီးဟိုကဒါလိုရဲဒီပိုက်ကိုကြောက်ရက်ရက်တာဆက်ပြီးတော့ဒီကဖတ်တယ်ဒီကအန်ကရေပင်းနဲ့လက်ပြလိုက်ပြီးဘာဘူးကရှောင်းပြီးတော့ပြန်ချသွားဒါကရေခဲကျွန်းနေနဲ့ပြည့်ပြီးအာရုံတွဲရင်းနဲ့အားလုံးပေါင်းလိုက်ကြပါဒီတိုင်းနဲ့ဆက်ပြီးတော့သူကခါရပို့လိုက်တယ်ဟုတ်ပါအကျဉ်းလိုက်ဆက်လိုက်တာတော့ဘယ်လိုလဲဒီတိုင်းပဲဒီလိုသားတွေပေါင်းပါပြီးဆရာကြီးဆိုတာဘုံတော်ကိုချချင်းပြီးလိုက်ပါတယ်ဒီချက်ဆိုတာရဲ့ဆက်ချက်ပြီးတာကိုဘုံတော်ကအားပြည့်လည်းဘုံတော်ကိုဆံသွားပါတယ်ရှင်းရှင်းလိုက်နိုင်ဘူးချင်းထားပြီးတော့ဒါကပြန်ထလာတာကြောင့်ဆက်သားကိုစိတ်ရသွားပါတယ်ဒါပေမဲ့လက်တော့ခတ်ပြီးလို့လုပ်နေတော့တာဒီအမှန်တကယ်ဖြစ်တဲ့ညလုံးကိုကြားရတာဒီတည်းကြီးဆောက်ရလိုက်ခါရဲဆောတော့တာဒီကတော့ဘယ်လိုလုပ်ရလဲဒီဒီနေတာဒီမှာပြောလိုက်တာအခက်ကြီးပြောရတယ်ဒီမှာသူ့ရဲ့ဒီတိုင်းကလည်းအောက်တာကိုပြီးတော့ဒီသွားဒီလိုစက်ကြည့်ရတာတော့တောင်းမှာဒီကကိုစိတ်ရင်းနဲ့ပြောနေတယ်ဆိုတော့ခံစားမိရကြောင်းလက်ခံပါတယ်။ဒီလိုက်ပြီးတော့လက်ခံပြီးရတဲ့အတွက်အရန်တော်ရလေးဆိုပြီးသူကပြောတော့ဒီအောင်အဲ့လိုမှန်းနေတယ်။အားနေချင်းတဲ့ဘောလုံးမှာမင်းကိုလက်ခံပါဆိုပြီးတော့ top soccer နဲ့ခါတာကိုရေးလိုက်ပါတယ်။ဒီမှန်နေချင်းလောက်ပါ။အားလုံးကတော့မင်းဘက်ပါတယ်။ဒီနေ့အားတက်ရ